အခုနောက်ပိုင်းတခိုးတွေကတော်တော်လေးကိုစိုးလာတာဗျဒီအိမ်လေးကတော့စီဘုံနေခိုးထုတ်ခံရတာဒီတခိုးတွေကအိမ်နောက်ဖေးရဝင်တာဆိုတော့အိမ်နောက်ဖေးကိုလာပြီးတော့ကာယံတက်ဆင်ပေးတာစီဘုံတွေကိုခိုးထုတ်ခံရလို့ကာယံတက်ဆင်တာဆိုပေမဲ့အမျိုးအစားလဲကောင်းကျင်တယ်လှလဲလှပကျင်တယ်လုံးလုံးနဲ့မပြီးသေးဘူးဆိုတာနဲ့ကျွန်တော်တို့ Austin Aerofit မျိုးစားလေးကိုအကြံပေးပြီးတော့တက်ဆင်ပေးခဲ့ပါတယ်အော်ဒတိုင်းရင်ပြင်ပန်းမှာကတဲအိတ်တွေချလာတာဆိုတော့အော်ဒတိုင်းရင်လည်းနှိမ့်သွားသလိုဖြစ်နေလို့နှစ်ထပ်တက်ဆင်ခြင်းနဲ့ဆိုတာနဲ့ကျွန်တော်တို့အပြားဒီဇိုင်းနှစ်ထပ်နဲ့တက်ဆင်ပေးခဲ့ပါတယ်ခင်ဗျာဒီလိုမျိုးပြားဒီဇိုင်းလေးနှစ်ထပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့တောင်လေးကိုလည်းထောင်ပြီးတော့အုပ်ပေးခဲ့ပါတယ်မှန်မှန်တော့ဒီတခိုးတွေကနောက်ကဝင်တာဆိုပေမဲ့ဒီဘေးကရေကန်ပေါ်လည်းတက်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အလုံးဒီဇိုင်းလေးကိုဖြီးပြီးတော့ချထားပေးခဲ့ပါတယ်ကျွန်တော်ရဲ့ Asian customer ကဒီဘေးရလည်းဝင်နိုင်တယ်ဘေးကိုလည်းအလုံးတိုင်းဖြန့်ချပေးပါဆိုလို့ကျွန်တော်ဖြန့်ချပေးခဲ့ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပြီးတဲ့တူတယောက်ချင်းစီတိုင်းနဲ့ယခုလိုအားပေးကြတော့ကျေးဇူးရှင် customer များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ